ဟုတ်ကဲ့မင်္ဂလာပါခင်ဗျာကျွန်တော်ပိုင်ယိုနီးယားမြန်မာနေပြီးတော့ပြန်လဲကြိုဆိုလိုက်ပါတယ်ကျွန်တော်ဒီနေ့ပြောပြပေးခြင်းတဲ့အကြောင်းအရာလေးကတော့ကျွန်တော်တို့စီကနေဆက်ဝယ်ယူပြီးသားသူတွေပဲဖြစ်ဖြစ်မဝယ်ရသေးတဲ့သူတွေပဲဖြစ်ဖြစ်အမေးများနေကြတဲ့အပိုပစ္စည်းရောအလွယ်တကူဝယ်လို့ရလားဆိုတဲ့အကြောင်းလေးကျွန်တော်ပြောပြပေးမှာဖြစ်ပါတယ်ခင်ဗျာအခုကျွန်တော်ရှိမှရှိနေရတော့ကျွန်တော်စံချိတ်ဆက်နဲ့ပတ်သက်ပြီးတော့ရရှိနိုင်တဲ့အပိုပစ္စည်းလေးတွေဖြစ်ပါတယ်เนาะဒါဟိုတစ်ခုချင်းစီပဲနေရာမှာသုံးလဲဆိုတော့ကျွန်တော်ပြန်ပြီးတော့ပြောပြပေးပါမယ်ဟုတ်ကဲ့ဒါလေးကတော့ကျွန်တော်တို့လွန်ချောင်းမှာတက်တဲ့ပူလီလေးပေါ့เนาะကျွန်တော်လွန်ပူလီလေးပေါ့ဒီကောင်လေးတွေရှိမယ်ကျွန်တော်တို့ပြီးတော့စံချိန်မားလေးပေါ့နော်ကျွန်တော်စံချိန်ဆက်မှာသုံးတဲ့ဟာလေးပေါ့စပလုံးပြအောင်နဲ့စံပြူချိန်တဲ့ကောင်လေးဒီကောင်လေးလည်းအပူပစ္စည်းရှိတယ်ခင်ဗျကျွန်တော်ပြီးတော့ဒီမှာဘောကြီးပေါ့နော်မော်တာပူလီမှာတက်တဲ့ဘောကြီးတွေလည်းရှိတယ်ပြီးတော့မော်တာပူလီမှာတက်တဲ့ဘောသေးလေးတွေလည်းရှိတယ်ခင်ဗျကျွန်တော်စပရင်လေးဆိုလို့ရှိရင်လည်းလိုသလောက်ရတယ်နော်ကျွန်တော်စီမှာပစ္စည်းလေးရှိတယ်ဒီကောင်လေးကြတော့ဒီစံချိန်မားလေးမှာသုံးတဲ့ကောင်လေးပေါ့နော်ကျွန်တော်ပူလီဆိုလို့ရှိရင်လည်းကျွန်တော်စီမှာအခုလောလောဆယ်တော့အင်ဂျင်ပူလီလေးလည်းရှိတယ်ခင်ဗျနော်အင်ဂျင်ပူလီလေးလည်းအလုံးလိုက်ရှိပါတယ်ဟုတ်ကဲ့ပြီးတော့ကျွန်တော်တို့လွန်ချောင်းတက်တဲ့ပေါ့လွန်အိမ်ပေါ့နော်လွန်အိမ်ဆိုလို့ရှင်လဲကျွန်တော်တို့အလုံးလိုက်လဲခြင်းတဲ့သူတွေတော့လည်းအလုံးလိုက်ရှိတယ်ခင်ဗျပြီးတော့ကျွန်တော်တို့2 in 1မှာသုံးတဲ့ rubber ကျူဝါတုံးတွေလည်းရှိတယ်ပေါ့နော်ပြီးတော့ကျွန်တော်တို့ဒီမှာဆိုလို့ရှိရင်စံကြီးဇက်ဘက်မှာအရေးကြီးဆုံးဖြစ်တဲ့ဇကာဆိုလို့ရှင်လဲကျွန်တော်တို့စီမှာအပူပစ္စည်းရှိတယ်ပေါ့နော်အကိုတို့လိုတလောက်လေးတော့ရပါတယ်ခင်ဗျပြီးလို့ရှိရင်ကျွန်တော်တို့ဒီမှာဖွဲတဲ့ပေါက်ပန်ကအနေနဲ့လဲပန်ကတီးတန်လည်းရှိတယ်လို့အခုလိုမျိုးအနောက်အောင်လိုက်လိုချင်တဲ့သူတွေတော့လည်းအွန်လိုင်းကြီးရှိတယ်ခင်ဗျနော်ပြီးလို့ရှိရင်ကျွန်တော်ဒီမှာစံကြီးဇက်ဘက်အတွက်အရေးကြီးဆုံးဖြစ်တဲ့လွန်ချောင်းပေါ့နော်လွန်ချောင်းဆိုလို့ရှင်လဲကျွန်တော်တို့ဒီမှာပစ္စည်းလေးရှိတယ်အပိုပစ္စည်းကအလွယ်တကူဝယ်လို့ရတယ်ခင်ဗျဟုတ်ကဲ့ဒါလေးကတော့ကျွန်တော်စံကြီးဇက်ဘက်မှာရရှိနိုင်တဲ့အပိုပစ္စည်းလေးတွေပဲဖြစ်ပါတယ်ခင်ဗျကျွန်တော်နောက်ထပ်အမွှန်းကြီးဇက်ဘက်မှာရရှိနိုင်တဲ့ပိုပစ္စည်းလေးတွေနဲ့လည်းထပ်ပြီးမိတ်ဆက်ပေးပါမယ်ဟုတ်ကဲ့ဒါလေးကတော့ကျွန်တော်တို့အမွှန်းကြီးဇက်ဘက်မှာရရှိနိုင်တဲ့ပိုပစ္စည်းလေးတွေပဲဖြစ်ပါတယ်ခင်ဗျဒါကတော့ကျွန်တော်တို့စံကျိတ်ဆက်အမှုန့်ကျိတ်ဆက်ဘက်မှာသုံးတဲ့ဆက်လက်မဟိုကဒလက်လေးတွေပဲဖြစ်ပါတယ်ခင်ဗျဒါတော့အမှုန့်ကျိတ်ဆက်တဲ့ဒလက်လေးတွေပေါ့ဒါလေးဆိုလို့ရှိရင်လည်းပိုပစ္စည်းရှိပါတယ်ကိုတို့လိုတလောက်ဝယ်လို့ရပါတယ်ခင်ဗျဒါလေးဆိုလို့ရှိရင်တော့ကျွန်တော်တို့အမှုန့်ကျိတ်ဆက်တီးတန်ပေါ့ Point Master တို့ဘာတို့မှသုံးတဲ့ဒလက်လေးတွေဖြစ်တယ်ခင်ဗျဒါလေးဆိုလို့ရှိရင်လည်းကျွန်တော်တို့ရှိမှာပစ္စည်းရှိတယ်ကိုတို့လိုတလောက်ဝယ်လို့ရပါတယ်ခင်ဗျဒါလေးဆိုလို့ရှိရင်လည်းကျွန်တော်ဆက်လက်မအမှုန့်ကျိတ်ဆက်ဘက်ကနေပြီးတော့ကိုတို့ကျိတ်တဲ့ကုံရအောင်မှုေးပြီးတဲ့ဓာတ်သွားလေးတွေပဲဖြစ်ပါတယ်ခင်ဗျဒီကောင်လေးဆိုလို့ရှိရင်ကျွန်တော်တို့ဆယ်လက်မှတန်ကျုပ်အောင်အမိုးကြီးဆက်ဘက်မှာသုံးတဲ့တန်ကျုပ်အောင်လေးဒီကောင်လေးဆိုလို့ရှိရင်လည်းပစ္စည်းရှိတယ်ကိုတို့လိုတလောက်ဝယ်လို့ရတယ်ပေါ့နော်ဇကာကတော့ကျွန်တော်တို့မှာတော့ site ဆုံးရှိတယ်ခင်ဗျကျွန်တော်အခုတော့ကျွန်တော်3ခုလောက်ပဲပြထားတာပေါ့ဒါဆိုခွဲချမ်းဇကာ point ဇကာနဲ့ကျွန်တော်ပေါင်းတာဇကာဆိုပြီးတော့ကျွန်တော်3ခုပြထားတယ်ဇကာကတော့မျိုးစုံရှိတယ်ခင်ဗျအခုလိုမျိုးပူပစ္စည်းများကိုလည်းတကူဝယ်လို့ရတဲ့အတွက်ကျွန်တော်တို့ပိုင်ယူနီးယားမြန်မာနေမြောင်းချနေတဲ့စစ်ပစ္စည်းများကိုယုံကြည်စိတ်ချရနဲ့ဆက်သွယ်မှာယူလို့ရပါတယ်ခင်ဗျဟုတ်ကဲ့ဗီဒီယိုလေးကိုအဆုံးထိကြည့်ရှုပေးတဲ့အတွက်ကျေးဇူးတင်ပါတယ်ခင်ဗျနောက်ထပ်လိုအပ်တဲ့ဟာလေးသိချင်တာရှိတာလေးကိုလည်းကျွန်တော်ဗီဒီယိုလေးနဲ့တကွာပြန်လဲတင်ဆက်ပေးပါမယ်ခင်ဗျ